တဲ့အခါဈေးဘယ်လောက်လဲဆိုတာမေးရတဲ့ Randy ပါလားဆိုတာကိုအရင်မေးတင်ပါတယ်ဖုန်းအသစ်ဝယ်တဲ့အခါကင်မရာကောင်းလားဂိမ်းမဆော့လို့ရလားဗတိအသုံးခံလားဆိုပြီးမေးကြတာပါဒါပေမဲ့အရေးကြီးဆုံးမေးခွန်းကတော့ Randy ပါလားဆိုတာပါဘာလို့လဲဆိုတော့ဖုန်းမှာ hardware ဆိုတဲ့ပြဿနာပိုင်းတွေကဝယ်ပြီးနောက်ပိုင်းမှာဖြစ်နိုင်လို့ပါRandy ဆိုတာလည်းတမျိုးလည်းမဟုတ်ပါဘူး official Randy ပါတဲ့ဖုန်းလား sign Randy ပေးထားတဲ့ဖုန်းလားဆိုတာကိုသိချင်မေးရပါမယ် official Randy ဆိုရင်တတ်မှတ်ထားတဲ့ company service center ကနေစကန်ချက်အတိုင်းတာဝန်ယူပေးရမျိုးပါဒါပေမဲ့ official Randy ဖြစ်တယ်ဆိုပြီးအရာအလုံးပါဝင်နေရမျိုးတော့မဟုတ်ပါဘူးဒီဆိုတာပြုတ်ကြတာမှန်ကွဲတာ short ဖြစ်တာ customer အသုံးမှုများကြောင့်ဖြစ်တဲ့ damage တွေက Randy ထဲမှာတော့မပါဝင်နိုင်ပါဘူးအဓိကဖုန်းကြောင့်ဖြစ်တဲ့ဆက်ရုံချိုးရင်းချက် hardware ချိုးရင်းချက်တွေကိုစကန်ချက်အတိုင်းတာဝန်ယူဆောင်ရွက်ပေးတာပါsign Randy ဆိုရင်တော့ဆိုင်ကနေတတ်မှတ်ပေးထားတဲ့အပိုင်းကိုတာဝန်ယူပေးရမျိုးပါသုတ်တဲ့ဘက်မှာတော့ MI stable ကလွှင့်ရင်ဂျပန်များကမြန်မာ official Randy ရောက်တယ်နေပါပါတယ် MI stable များကိုတော့ဆိုင်အမခံနေနဲ့ဆော်ဝဲပိုင်းတစ်နှစ်ပေးထားပါတယ်ဘယ်တဲ့အခါ Randy မျိုးစားနဲ့စီကန်းချက်တွေကိုတခြားလေးရှင်းပြပေးပါတယ်ဒါကြောင့်ဖုန်းဝယ်မယ်ဆိုရင်ဈေးနှုန်းတစ်ခုတည်းကိုမကြည့်ပါနဲ့ Randy ရှင်းလင်းပြီး after sale စိတ်ချရဆိုင်ကိုရွေးပါသုတ်တဲ့ဘက်မှာစိတ်ချယုံကြည်တာလာရဝယ်ယူနိုင်ပါပြီ